တရင်ကောင်းပြောတရင်ကောင်း TikTok မှာ view တက်ချင်တဲ့သူတွေအတွက် follower တိုးချင်တဲ့သူတွေအတွက်အခု TikTok ကနေပြီးတော့အပြစ်ပေးထားတဲ့အကွက်၄ကွက်လေးလေအဲ့၄ကွက်လေးကိုနှိပ်ပြီးလို့ရှိရင် तू ကတဆင့်ချင်းဒီထောက်ပြီးတော့စက္ကန့်ပိုင်းလေးတွေထောက်ပြီးတော့တင်ချလိုက်တင်ပြီးတာနဲ့ဗျိုင်နဲ့နောက်ထပ်တင်တဲ့ဗီဒီယိုကြလို့ရှိရင်လေ 100k တသိန်းကျော်ကနေပြီးစပြီးတော့ view တွေချက်ချင်းတက်သွားလားအခုဘယ်လိုလုပ်ရမလဲဆိုတာတစ်ချက်ချင်းသေစာလေးပြပေးမယ်ပထမဦးဆုံးအမှ TikTok ဖွင့်ပြီးလို့ရှိရင်ဒီဘက်မှာလေး၄ခွက်လေးအဲ့၄ခွက်လေးကိုနှိပ်ပြီးလို့ရှိရင် effect လေးတစ်ခုခုကြိုက်တဲ့ effect လေးကိုထည့်ပြီးလို့ရှိရင်တော့စက္ကန့်ပိုင်းလေးတွေနှိပ်နေသွားအပေါ်ကလာတဲ့တစ်ချက်ပိုင်းလေးတွေပဲเนาะအကြာကြီးမဟုတ်ဘူးစက္ကန့်ပိုင်းလေးနောက်တစ်ခုစက္ကန့်ပိုင်းလေးနောက်တစ်ခုစက္ကန့်ပိုင်းလေးပဲအားလုံး၄ခွက်အဲ့ဒါလေးကိုနှိပ်ပြီးတော့တင်ပြီးတာနဲ့တပြိုင်နက်နောက်ထပ်တင်တဲ့ဗီဒီယိုကြလို့ရှိရင်အဲ့ဒါ तू က 100,000k view ကနေပြီးတော့စပြီးတော့တက်မှာအခုဒီနေ့ညနေစပြီးတော့ try ကြည့်ဒီနေ့ညနေအဲ့ဥစ္စာကိုလုပ်ပြီးလို့ရှိရင်မနေ့ကကြာလို့ရှိရင်ဗီဒီယိုတစ်ပုတ်တင်ကြည့်တင်ပြီးလို့ view မတက်ဘူးဆိုရှင်ကြိုက်တာလားပြော let's go တော့လေပါကြည့်နေတာ